အားလုံးပဲခုချိန်ဆိုတကြံမှာအဝါကဲပြီးတော့အသားရည်တွေလည်းအဝါမဲပြီးတော့ပြည့်စည်နေကြတော့ပြီးထင်ပါတယ်ဆိုတော့ဒီနေ့မှာတော့အဲ့လိုတကြံမှာအဝါကဲပြီးတော့ဗောနော်ဒီလေလောင်ပြီးတော့ပြည့်စည်သွားတဲ့အသားရည်တွေကိုဘယ်လိုပြန်လဲကုသရမလဲဆိုတဲ့အကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဗျအသားနေလောင်ပြီးတော့ပြည့်စည်သွားတဲ့အခါမှာဒီကလိုအပ်တာကတော့ရေတန်းနဲ့အဆုတ်တွေပဲဖြစ်ပါတယ်အဲ့ဒါမို့အသားရည်ပြန်ပြီးတော့ဆုပ်ပြေလာအောင်ရေများများတောက်ပြီးဖို့လိုအပ်ပါတယ်အခုချိန်ကနေလဲအရန်ပူနေတဲ့အချိန်ဆိုတော့ဒီရေကတော့တောက်ပြီးဖို့အဓိကလိုအပ်တယ်ပေါ့နော်နောက်ပြီးတကြံတွင်းမှာစားတော့ဆိုရင်လည်းဟိုဟာစားလိုက်ဒီဟာစားလိုက်ဘီယာတွေပိုင်းလည်းတောက်ကြမှာပါဆိုတော့အဲ့လိုဒီခန္ဓာကိုယ်ထဲမှာစုကြံနေရဲ့မကောင်းတဲ့ဒီအစားတောက်ညစ်ကြေးတွေတောက်ဆင်းတွေကိုပြန်လည်သက်စေမှုနဲ့ဒီအသားရည်ပြန်ပြီးတော့ဒီကျန်းမာဖို့အတွက်ပေါ့နော်အဓိကဗီတာမင် A ဗီတာမင် C ဗီတာမင် E ဓာတ်တို့ကျွဲဝါစာပါဝင်တဲ့အသီးနှံတွေဟင်းသီးရွက်တွေကိုလည်းပြန်လည်ထောက်ဆောင်ဖို့အရေးကြီးပါတယ်နော်နောက်တစ်ချက်အရေးကြီးတာကတော့ skin သေချာပြန်ကဲဖို့လိုအပ်တယ်ပေါ့နော်ခန္ဓာကိုယ်ကဒီအသားမညီရဲ့နေရာတွေကိုအသားပြန်ညီသွားအောင် scratch တိုက်မယ် lotion တွေပါလိမ့်ပေးမယ်ဒီအသားအရေးပြန်ပြီးတော့ဆိုပြီးလှပလာအောင် moisturizer သုံးမယ်serum တွေပါသုံးမယ်အဲ့လိုဆိုရင်ဒီအချိန်တစ်ခုပေးလိုက်မယ်ဆိုရင်တော့အရင်လိုကျန်းမာတဲ့အသားအရေးကိုပြန်လည်ပတ်စင်နိုင်မှာပဲဖြစ်ပါတယ်ကိုကဒီအသားအရေးမြင်မြန်ပြန်ကောင်းခြင်းနဲ့မြင်မြန်ပြန်လှခြင်းနဲ့ဆိုရင်တော့အလားပါကြီးက aesthetic clinic တခုခုမှာဒီဆရာဝန်နဲ့တရားတိုင်ပင်ပြီးတော့ treatment တွေပါယူလို့လဲရပါတယ်ဗျကဲအခုဆိုရင်တော့တကြံမှာနေလောင်ပြီးတော့ပျက်စီးသွားတဲ့အသားအရည်ကိုဘယ်လိုပြန်လဲကုသမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့တရားလေးနားနဲ့သွားပြီးတော့ယုံကြည်ပါတယ်အခုဗီဒီယိုကနေတင်ပြတဲ့သုံးတရားအကျိုးရှိသွားခဲ့တယ်ဆိုရင်တခြားသူတွေလည်းသိသွားအောင်ရှင်းပြပေးပါအောင်နော်အဲ့ဒါဆိုဒီနေ့ရောက်လောက်ပါပဲနောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကျမရဲ့ဘုသူဒ္ဓအကြောင်းအရာတွေနဲ့တို့ပြင်လာခဲ့ပါမယ်နော်